အခုနော်ခုတလောက်ပတ်စံနေရမ်းတုံးနေတယ် ပြောင်းနော်အဲ့လုံးကနေပြန်လာတယ် အာရောက်မင်းကအဲ့လိုနွားကြီးလို့မခေါ်နဲ့တော့မင်းကမကြိုက်ဘူးလို့ပြောထားတယ်ကွာ မင်းကလည်းနွားကြီးမို့လို့နွားကြီးခေါ်တဲ့ဟာကိုဘာလို့မကြိုက်ညာတော့ မင်းကဘာလို့နွားကြီးလို့ခေါ်တာလဲငါမကြိုက်တာမင်းမပြောနဲ့လေကွာ နွားကြီးမို့နွားကြီးခေါ်တာဘာကြောင့်နွားကြီးခေါ်ရလဲဆိုရင်မင်းကတော့အလုပ်တွေကိုကြုံယုံပြီးလုံးသက်သက်နေရှာပြီးတော့မင်းကောင်မလေးကိုမင်းကပေးနော်မင်းကောင်မလေးကမင်းကြီးရတဲ့ပတ်စံကိုတခြားတယောက်ကိုသွားပေးသူ့မှာနောက်ကောင်လေးရှိတယ်ကွာမင်းကလည်း ပြောင်းမင်းမဟုတ်တာမပြောနဲ့ငါကောင်မလေးကငါဘောအရန်တစ္ဆာရှိတာငါချစ်တော့ तू ကလည်းငါ့ကိုချစ်တာနော်မဟုတ်တာမပြောနဲ့မင်းမဟုတ်တာမပြောနဲ့ရောက် လို့မင်းရှိမှဒါလိုချင်လို့ မဟုတ်တာလေကွာမင်းကလေ မင်းမယုံမလား မယုံရ အဲ့မယုံလားငါလိုက်ပြတယ်အခုတော့ငါတွေ့ရတယ်လား ရမ်းတုံးနေတယ်ဘာတွေလုပ်ကြည့်လို့လုပ်ကြည့်လဲ ဘာလဲမင်းကဒီຢာလေးတော့ငါ့ကိုမချစ်သေးပေးနိုင်တော့ဘာလဲမင်းကငါ့ကိုမချစ်တော့လား အော်အခုချစ်လို့ပဲဟိုတယောက်ကိုအသုံးချပြီးတော့သူ့ရှိရပဲပတ်စံတောင်းနေသူ့ကိုပေးနေရတာပေါ့ အေးလေအဲ့တော့ဘာဖြစ်လဲအစတွေက तू ကမင်းရဲ့အသုံးတော်ခံမဟုတ်ဘူးလား တော့ကြာလူရိပ်ပြီးပါရင်မကောင်းဘူးဆို ဘာဖြစ်လို့မကောင်းအောင်မှာတော့အစတွေကမှမင်းကသူ့ကိုတကယ်ချစ်တာမှမဟုတ်တာပြီးတော့ तू ကမင်းရဲ့အစီကံလေမင်းကသူ့ကိုနွားတစ်ကောင်လိုတုံးချနေရလဲဘာပဲဖြစ်ဖြစ်ငါတို့တာယာရင်ပြီးရမယ်လေမင်းရဲ့မာယာစက်ကွင်းနေအောင်မှာသူ့ကိုချုပ်ကင်ထားလိုက်မင်းဘလို့ပဲပြောပြော तू ကစိတ်ဆိုးမှလည်းမဟုတ်အဲ့တော့ငါတို့လိုသလိုတုံးချလို့ရနေတာပေါ့ဒီကောင်ဆက်ပြီးတော့နွားတစ်ကောင်လိုပဲအတုံးချလိုက်အဲ့တော့ငါတို့လည်းမပင်ပန်းတော့ဘူးမင်းလည်းလိုသလောက်ကိုငွေတွင်းနဲ့နေနှိုက်လို့ရပါပဲလေအဲ့တော့ဘာမှမစဉ်းစားမနေနဲ့နော်ဒီကကိုတို့ရှစ်စမဲ့ကွာခီလန်တာရန်ပြီးတာသူ့ဘဝသူဘာပဲဖြစ်ဖြစ်